ကမ္ဘာလေကြောင်းခီးစဉ်တချုံကမဖြစ်ခဲ့ရတဲ့ဟီဒရိုလေဆိပ်တရက်ကြာပိတ်ခဲ့ရမှုကိုစုံစမ်းစစ်ဆေးနေပြည်ထောင်နိုင်ငံလန်ဒန်မြို့ရှိဟီဒရိုလေဆိပ်ဟာအနီးရှိလျှက်စစ်သားအားခွဲရုံမီးလောင်မှုကြောင့်တရက်ကြာပိတ်ခဲ့ရပြီးနောက်မတ်လ22ရက်နေ့မှာပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒါအားခွဲရုံမီးလောင်မှုနဲ့လေဆိပ်ဝင်းအတွင်းလျှက်စစ်မီးပြတ်တောက်မှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးဖို့အာဏာပိုင်တွေကအမိန့်ပေးခဲ့ပါတယ်။မီးလောင်မှုကြောင့်ဥရောပမှာလေယာဉ်အသက်အစင်များဆုံးဖြစ်တဲ့ဟီဒရိုလေဆိပ်မှာလေကြောင်းခရီးစဉ်ကြာမှုနဲ့ဖျက်သိမ်းမှုတွေကိုမတ်လ22ရက်ကပြုလုပ်ခဲ့ရပါတယ်။ဟီဒရိုလေဆိပ်မှာအထူးပြေးဆွဲနေတဲ့ဗြိတိရှလေကြောင်းလိုင်းကမတ်လ22ရက်မနေ့ကလေကြောင်းခရီးစဉ်အချိန်စရာရဲ့90%ခန့်ပြန်လည်ပတ်နေပြီလို့ပြောပါတယ်။ကဘာပေါ်မှာပြင်စမမြောက်အစီကားဆုံးဖြစ်တဲ့အဆိုပါလေဆိပ်ဟာပိတ်ထားခဲ့ရတဲ့မတ်လ23ရက်တုန်းကခရီးသည်2,900,000လိုက်ပါပြန်တန်းကြမဲ့လေကြောင်းခရီးစဉ်ပေါင်း1,350ခုကိုဆိုင်းငံ့ခဲ့ရပါတယ်။လေဆိပ်အနီးချင်းတန်အားခွဲရုံမှာမိအကြီးကျယ်လောင်ခဲ့တာကြောင့်ဆင်းသက်မဲ့လေယာဉ်တွေကိုတခြားလေဆိပ်တွေစီတို့လမ်းကြောင်းပြောင်းပြီးဆင်းသက်စေခဲ့ရပါတယ်။တချို့ခီးဝေးသွားလေယာဉ်တွေဟာဟီဒရိုလေဆိပ်မှာမဆင်းသက်နိုင်တော့ပဲမူလစားတင်ပြန်တန်းရလေဆိပ်ကိုနောက်ကျောင်းပြန်လှည့်ခဲ့ရတာလည်းရှိပါတယ်။ပြည်ထောင်နိုင်ငံရဲ့ရေးပါတဲ့လေဆိပ်လိုမျိုးအခြေခံအဆောက်အုံတွေရဲ့ခံနိုင်ရည်နဲ့ပတ်သက်ပြီးမိကွန်းထုတ်เสียများစွာထွက်ပေါ်လာတဲ့အခုမီးလောင်မှုကိုအရေးပေါ်စုံစမ်းစစ်ဆေးသွားဖို့အမျိုးသားစွမ်းအင်စနစ်လုပ်ငန်းကိုတာဝန်ပေးအပ်ခဲ့ကြောင်းပြည်ထောင်စွမ်းအင်ဝန်ကြီးဌာနကမတ်လ22ရက်မှာကြေညာခဲ့ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။